အတူတူနေတဲ့တငယ်ချင်းကသူ့အလုပ်ကိစ္စတစ်ခုရှိလို့ခီးသွားနေရတဲ့ကျွန်တော်တယောက်တည်းပြင်းလို့ဆိုပြီးတော့ကိုဘက်တန်ကစီးပြီးတော့တယောက်တည်းရှောက်လိမ့်နေပါတယ်အဲ့လိုနဲ့တယောက်တည်းလေလွင့်နေနေကျွန်တော်ရဲ့တလန်းတွေကိုကျွန်တော်ရှာဖွေတွေ့ရှိခဲ့ပါတယ်အဲ့ဒီတလန်းတွေကတော့မြင်နေရတဲ့အတိုင်းပဲလှေကတစ်တွေပါအဲ့လိုနဲ့လှေကတစ်တွေကနေတဆင်ပြီးတဆင်တက်လာရင်လည်းဟိုဒီရှောက်သွားရင်လည်းရောက်နေတဲ့နေရာရဲ့အနီးတစ်ဝိုက်မှာဟိုတနေ့ကမြန်မာဆိုင်တစ်ဆိုင်ကိုတွေ့ခဲ့ရတာကိုတတိယပြီးတော့ရှမ်းခေါ်ဆွဲဝင်စားဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့ရှမ်းခေါ်ဆိုတဲ့ပူလွမ်းနေရတော့ငပိရည်နဲ့တူစရာဖြစ်ပါတယ်အဲ့ဒါနဲ့ကျွန်တော်လည်းဝက်သနီရဟင်းတစ်ပွဲမှာပြီးတော့ထမင်းတစ်ပွဲနဲ့ကောင်းကောင်းကြီးစားလိုက်ပါတော့တယ်မြန်မာဆိုင်ဆိုတဲ့အတိုင်းပဲမြန်မာထမင်းဆိုင်တွေရဲ့အစင်လာရတော့ထမင်းနဲ့ဟင်းအပြင်အရန်ဟင်းအနေနဲ့ကတော့ကော်ပီကျော်တစ်ပွဲရဲ့ချင်းမောင်ရဲ့ဟင်းကျူအရေးတောက်လေးရဲ့ကျွန်တော်တအားလွမ်းနေတဲ့ရန်ကုန်မှာတည်းကတအားကြိုက်ခဲ့ရတဲ့ငပိရည်နဲ့တူစရာတွေလည်းပါပါတယ်ဝတ်သားဟင်းရဲ့ပိုးရှင်းလည်းများပါတယ်ဝတ်သား3ပါတယ်ဆိုပေမဲ့လူ2ယောက်လောက်အသားလေးဝါးဝါးလင်းနဲ့စားနိုင်ပါတယ်တိုးစရာရွက်တွေကလုံးဝမိုက်တယ်ဗျာတကယ်ကိုစုံစုံလင်းနေပဲငပိရည်ကလည်းထိုင်းငပိကိုသုံးထားတာမဟုတ်ပဲနဲ့မြန်မာငပိကိုသုံးထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရဲ့ပါဇက်နဲ့ကတော့တကယ်ကိုလုံးဝကွက်တီပါပဲကျွန်တော်ကရောက်တာမကြသေးဘူးဆိုတော့ဒီဆိုင်ကဘယ်နေရာမှာရှိသေးဆိုတော့မညွှန်ပြတတ်ပါဘူးပို့ဆိုးတာကတော့ဆိုင်နာမည်လည်းမမှတ်ထားမိလိုက်ပါဘူးဆိုတော့ဒီဗီဒီယိုကဒီလောက်ပါပဲ